မြင့်မြတ်တော်ဝင်ကုမ္ပဏီရဲ့ပွဲရုံလုပ်ငန်းကိုမကွေးမြို့ကိုပြောင်းရွှေ့လာပြီးတဲ့နောက် GAP တည်နဲ့ရရှိအောင်ဆောင်ရွက်ဖြစ်ပုံတွေကိုဒီရုပ်သံဗီဒီယိုအပိုင်း3မှာလေ့လာနိုင်ပါတယ်။2004ခုနှစ်မှာတော့သီးနှံပွဲရုံကိုမကွေးမြို့နယ်မှာပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဆယ်စုနှစ်တစုအကြာမှာအရက်ဖက်ဖွဲ့စည်းတွေတောင်သူတွေပူးပေါင်းပြီးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့တွေကိုဖွဲ့စည်းပြီးတဲ့နောက်သီးနှံစုပေါင်းရောင်းချပွဲတွေကိုကိုဗစ်ကာလမှာလည်းရွှေဘိုဝက်လက်ပခုတ်ကူမြိုင်ထိအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။အဲဒီနောက်အစားအစာဘေးရန်နဲ့ကင်းရှင်းရေးကိုထောက်ကူဖြစ်စေတဲ့ GAP စနစ်နဲ့စိုက်ပျိုးထုတ်လုပ်နိုင်အောင်ဒီပညာပေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။အဲဒီနောက်မကွေးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးထုတ်လုပ်ခဲ့တဲ့နှမ်းသီးနှံတွေကို GAP စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်ပြီးကမ္ဘာစည်းကွက်ကိုတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ2019ခုနှစ်မှာမကွေးတိုင်းဒေသကြီးမှာ GAP နှမ်းဆိုပြီးတော့ပေါ့တနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့နော်ကြေကြေပြန့်ပြန့်ကြီးကိုပဲစင်တာစနစ်ဖြင့်ကျွန်တော်အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့မှတ်တိုင်တွေရှိတယ်ပေါ့လေဒါကျွန်တော်အောင်မြင်ခဲ့တဲ့မှတ်တိုင်တွေပေါ့နောက်တစ်ခုကသူနဲ့တွဲပြီးတော့ပဲတနိုင်ငံလုံးအတိုင်းအတာနဲ့ပဲ GAP ကဘာလဲဆိုတာကိုကျွန်တော်တို့ကြေကြေပြန့်ပြန့်သိရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပေးနိုင်ခဲ့တယ်ပေါ့တီးနှံတွေအနေနဲ့ဆိုရင်ဒီမကွေးတိုင်းဒေသကြီးမှာဆိုရင်ကျွန်တော်တို့နှမ်းတီးနှံစပါတယ်နောက်ရေပဲပဲတီးသေးပဲစင်းကိုကလေးပဲပဲထောပတ်ပေါ့နောက်ရန်ကုန်တိုင်းဒေသကြီးခရမ်းသုံးပါမှာဆိုရင်ပဲတီးသေးနောက်စကိုင်းတိုင်းဒေသကြီးရွှေဘိုဝက်လက်မှာဆိုရင်ကျွန်တော်တို့ဒီကိုဗစ်အချိန်ကြီးမှာတော့မှကျွန်တော်တို့ကတွားပြီးတော့နှမ်းတီးနှံကိုစုပေါင်းရောင်းချပွဲတွေအောင်မြင်တာကျင်းပပေးနိုင်ခဲ့ပါတယ်